ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့တူတာအောင်ချစ်ကိုချစ်မများအားလုံးပေါ့နော်မနေ့ပြန်ဆိုလို့ရှိရင်ကျွန်တော်တို့30ရက်6လ2026เนาะအင်္ဂါနေ့ကိုပြန်လည်ပြီးတော့ရောက်ရှိလို့လာပြီကဲအင်္ဂါနေ့နေကုန်စားเนาะအချိန်လေးတွေမိတ်လေးတွေပတ်တိလေးတွေထပ်မှန်ပြီးတော့လာတင်ပေးတာဖြစ်ပါတယ်ဒီဗီဒီယိုပိုင်းလေးကိုเนาะတွေ့တယ်မြင်တဲ့ချစ်ကိုချစ်မတွေအားလုံးကြော်မသားနဲ့ပြီးဆုံးနိုင်အောင်ကြည့်ပေးပါကဲဒီဗီဒီယိုပိုင်းကိုမြင်နေတွေ့တဲ့အချိန်ကနေစလို့စိတ်ချမ်းသာခြင်းကိုရမှခြင်းနေနဲ့ပြည့်စုံကြပါစေစီးပွားလက်လာပါဒီလေဒီရဲ့အလားတိုးတက်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်နော်ကဲအားလုံးပဲဒီနေ့နော်တနင်္လာနေ့အဖွင့်နေမှာတော့အားလုံးပဲအဖွင့်လှကုန်ကြပြီနော်ကဲအားလုံးပဲနေ့တိုင်းသမားတွေဆိုလို့ရှိရင်လည်းဒီနေ့နော်ကျွန်တော်ရဲ့ချစ်ကိုချစ်မတွေအားလုံးပဲ9ပတ်တိ59နော်ကျွန်တော်ရဲ့ချစ်ကိုချစ်မတွေရကြလိမ့်မယ်နောက်ပြီးတော့ကျွန်တော်စီမှာဗုဒ္ဓဘုမကျော်ရှယ်မွေးကွက်ယူတဲ့ညီကိုမောင်နှမတွေဆိုရင်လည်း16တကွက်ကောင်းမိန်နော်အားလုံးပဲဗုဒ္ဓဘုလုံးဝမကျော်တဲ့ရှယ်မွေးကွက်နော်အားလုံးပဲရကြလိမ့်မယ်ဘလာဘိုးပေါ့တယ်ဆိုတာနော်ကိုဘက်ကိုဘလာဘိုးရတယ်ဆိုတာကိုဘက်ကိုကွန်မန်လေးတွေထဲမှာဝင်ပြီးတော့နော်ဝင်ရေးပေးသွားလိုက်ပါနောက်တစ်ခုကဇာဒိုးသမားတွေဆိုရင်လည်းနော်ကျွန်တော်ရဲ့ချစ်ကိုချစ်မတွေအားလုံး6ဇာဒိုးသမားတွေနော်16အားလုံးပဲရကြလိမ့်မယ်ဒါဖရီသမားတွေပေါ့နော်ကဲကျွန်တော်ရဲ့ချစ်ကိုချစ်မတွေအားလုံးရတယ်ဆိုရင်ဝမ်းသာပီတိဖြစ်ပါတယ်မနေ့ပြန်ကျွန်တော်တို့နော်30ရက်နေ့အင်္ဂါနေ့နေကုန်စားပေါ့နော်ကဲဒါကြောင့်မို့ Facebook ကညီကိုမောင်နှမတွေဒီဗီဒီယိုပိုင်းလေးကိုမြင်ပြီးတွေ့ပြီဆိုရင်ပုံမှန်တိုင်း like လက်မလေးတွေနှိပ်ပါ share မှု share အားလေးနဲ့ကူညီပေးပါเนาะကျွန်တော်ရဲ့ page ကို follow လေးတွေမနေ့ရသေးရင် follow လေးတွေနှိပ်ခဲ့ပေးပါဒါမှအများမြင်များတွေ့နိုင်မှာဖြစ်တယ်เนาะကဲဒါဆိုလို့ရှိရင်မနေ့ပြန်ကျွန်တော်တို့เนาะ30ရက်နေ့အင်္ဂါနေ့နေကုန်စားမှာဆိုရင်1 chain အနေနဲ့ဆိုရင်တော့38အချိန်ပါเนาะကဲဒါဆိုလို့ရှိရင်3နဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေဆိုလို့ရှိရင်မနေ့ပြန်မှာကျွန်တော်တို့က31เนาะ35 39ဒါ3နဲ့ပတ်သက်တဲ့ main ကွက်ပါ31 35 39 39ပါ3နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ကဲရှင်းနဲ့ပတ်သက်တာဆိုရင်ကျွန်တော်တို့81 85 89ပဲဖြစ်ပါတယ်81 85 89ပါဒါရှင်းနဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ပါကျွန်တော်ထုတ်ပေးတဲ့ရွေးကွက်ကလေးတွေ main ကွက်ကလေးတွေမကြိုက်လို့ကိုလုံးမိုက်ကိုကြီးရလို့တွဲဆော့ခြင်းနဲ့ကတ်ဆော့ခြင်းနဲ့ဆိုရင်အားကောင်းဆုံးဝမ်းငိမ့်ဒီ38အချိန်မှာအဓိကပတ်တိကိုဦးစားပေးဆော့တဲ့ချစ်ကိုချင်းမတွေအားလုံးကနော်ပတ်တိကိုဦးစားပေးဆော့ခြင်းနဲ့ဆိုရင်အားကောင်းဆုံးပတ်တိဒီ3ပတ်တိ10ပတ်တိနော်အင်္ဂါနေ့နေကုန်အားကောင်းဆုံးဖြစ်ပါတယ်အကြိုက်တွင်လိုက်စောပါစေတနာနဲ့တင်ပေးတာဖြစ်လို့ပေါ့လို့ရလို့လဲဘာမှပေးစရာမလိုပါဘူးအခုကြည့်ရှုတဲ့နော်ချစ်ကိုချင်းမတွေအထူးတူပဲကျေးဇူးတင်ပါတယ်မနေ့ပြန်အင်္ဂါနေ့မှာလဲထပ်မံပြီးတော့ရကြပါစေအားလုံးပဲကံကောင်းကြပါစေဗျ